မင်္ဂလာပါရှင် Free for Channel ကနေကြိုဆိုပါရစေဒီနေ့ပိတ်ရက်မှာလွယ်လွယ်ကူကူနဲ့မုတ်လို့စားခြင်းနဲ့ဆိုရင်ပေါင်မုတ်အုံတို့ဆန်းကိုလှုပ်စားကြည့်ပါလို့ညွှန်ပြရစီရှင်ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လို့ရတာလဲလွယ်ကူတယ်အဝလည်းစားလို့ရတဲ့အပြင်ကုန်ကြစိတ်လည်းတိတ်မကုန်တာမို့လို့မိသားစုစားတဲ့အပြင်အိမ်နီးနားချင်းတွေကိုပါဝေလို့ရပါသေးတယ်ရှင်စနာအခုလုတ်ပြထားတဲ့အချိုးစားကပေါင်မုတ်9လုံးတစ်လုံးကို800ကျပ်နဲ့4000ပေးရပါတယ်ရှင်။အုံတို့ကအုံးဆန်ကျော်လိုချင်တာမဟုတ်လို့ ready made ဘူးကိုမတုံထားဘဲနဲ့အုံသီးနှလုံးကိုအရေးညှစ်ပြီးတော့ထွက်လာတဲ့အုံသီးဘက်တွေကိုပြန်ပြီးတော့ယူလာတာပါရှင်။အုံသီးနှလုံးကတစ်လုံးကို4000ကျပ်နဲ့နှလုံးကိုညှစ်ခအပါ9500ကျပ်ပေးခဲ့ရပါတယ်ရှင်။တကြားကအစိတ်သားသုံးထားပြီးတော့တကြားအစိတ်သားကို1200ကျပ်မို့တိုတဲ့ကုန်ကြစရိတ်အနေနဲ့ဆိုရင်14900ကျပ်ပဲကြားတင်ပြီးတော့အလူအတွက်အချိုပွဲကိုကိုယ်တိုင်ပြုလုပ်ပြီးတော့လှူခြင်းတဲ့သူများအတွက်ကိုလည်းပွဲရွေတလေးပါဒီဗီဒီယိုလေးမှာတေချာလေးတွက်ပြပေးထားပါတယ်ရှင်ပါဝင်ပစ္စည်းအနေနဲ့ရေ1လီတာအုံသီးမြင့်ရေ2လုံးအုံသီးညစ်ပြီးတော့ထွက်လာတဲ့အုံသီးဘက်ရဲ့တကြားအစိတ်သားပေါင်မုတ်ကျန်9လုံးကိုဒီဗီဒီယိုလေးမှာသုံးပြပေးထားပါတယ်ရှင်အရင်ဆုံးရေ1လီတာကိုစူပွက်လာအောင်တည်ထားပါမယ်ရှင်။ရင်နွေးတည်ထားတဲ့အချိန်မှာပေါင်မုတ်ကိုလီထားပါမယ်ရှင်။ပေါင်မုတ်အုံနှုတ်ဆန်းကပေါင်မုတ်သားထူလေးစားလို့ပိုကောင်းလေးမို့လို့ပေါင်မုတ်ချမ်းတစ်လုံးကိုကျွန်တော်က10ချက်ပဲလီထားပါတယ်ရှင်။တကယ်လို့ထူမကြိုက်ဘူးဆိုရင်ပပလေးအနေနဲ့ဆိုရင်ဒီထက်ပိုပြီးတော့အချက်ရည်ပိုပြီးတော့ထွက်ပါတယ်ရှင်။ရေ1လီတာစူပွက်လာပြီဆိုရင်အုံသီးနှလုံးညှစ်ရေကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်တကြားအစိတ်သားကိုထည့်ပါမယ်ရှင်အရာသားလေးပင်လေးဖြစ်နေအောင်စားလက်ဖိတ်စွန်းတစ်စုံကိုထည့်ပြီးတော့စူပွက်လာတဲ့အထိတည်ထားလိုက်ပါမယ်ရှင်စူပွက်လာပြီဆိုရင်အေးခံထားပြီးတော့အုံးဆန်ကျော်ကိုကြော်ပါမယ်ရှင်မကအိုးတဲ့ကိုစီနှင်းငယ်ထည့်ပြီးတော့နီရဲလာတဲ့အထိကြော်ပါမယ်ရှင်အနက်လေးမွေးလာပြီးတော့အုံသီးဖက်လေးတွေနီရဲလာပြီဆိုရင်ရပါပြီရှင်အခုဆိုရင်ပေါင်မုတ်လည်းအစင်သင်းလှီးထားတယ်အုံတို့ရေလည်းရပြီအုံဆန်ကျော်လည်းရပြီမှုလို့ပေါင်မုတ်ပေါ်ကိုအုံတို့ရေလေးဆန်အပေါ်ကနေအုံဆန်ကျော်လေးဖြူပြီးတော့စားလို့ရပါပြီရှင်အလူအတွက်အချိုပွဲနဲ့အိမ်နီးချင်းတွေကိုဝေဖို့ပွဲရည်အတွက်လေးတွက်မယ်ဆိုရင်စနာအခုလုပ်ပြထားတဲ့အချိုစားကပေါင်မုတ်9လုံးကိုထူလေးလီးရင်အချက်ရည်90ထွက်တာမဟုတ်လို့တပွဲကို2ချက်နှုံးနဲ့တွက်မယ်ဆိုရင်ပွဲရည်25ပွဲထွက်ပါတယ်ရှင်အရေးမများလေးစမ်းရင်တောင်လောက်တာမို့လို့ကိုလိုချင်တဲ့ပွဲအရေးအတွက်ကိုအခုစနာလုပ်ပြထားတဲ့အချိုးစားလေးအတိုင်းစတိုးလုပ်လို့ရပါတယ်ရှင်ကုန်ကြစရိတ်လည်းတိတ်မကုန်ပဲမိသားစုတငယ်ချင်းတွေနဲ့အတူလှုပ်ရှားလို့ရတဲ့အပြင်အလှပွဲမွေးနေ့ပွဲတွေအတွက်ပါအချိုပွဲတစ်ခုအနေနဲ့အသုံးပြုလို့ရတာမို့လို့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးထားပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်